နေ့ကကျမတင်တဲ့ထိုင်းမှာနိုင်ငံခြားသားအများဆုံးလုပ်နေတဲ့ industry ဆိုတဲ့ video အောက်မှာမေးကြတဲ့ comment လေးပေါ့နော်တကယ်လို့ထိုင်းမှာအလုပ်လုပ်ချင်တယ်ဆိုရင် white collar job တွေလုပ်ချင်တယ်ဆိုရင် ဘာ skills တွေရှိရဖို့လိုမလဲပေါ့ဆိုတော့အဲ့မေးခွန်းလေးကိုကျမကဒီ video လေးနဲ့ဖြည့်ပေးချင်ပါတယ်skills လို့ပြောတဲ့နေရာမှာပေါ့နော် hard skill ရဲ့ soft skill ရဲ့နှစ်မျိုးရှိတဲ့အတွက်ကျမကဒီ video ကနေပြီးတော့နှစ်ပိုင်းခွဲပြီးတော့ပြပြချင်တယ်ပေါ့နော်မေးခွန်းလေးကလည်း general ကိုပဲမေးရတာဆိုတော့ကျမကလည်းခြုံငုံပြီးတော့ဒီ general information လေးပဲပေးချင်ပါတယ်ပထမဆုံးကတော့ first thing first အင်္ဂလိပ်စာလို့ပြောတဲ့နေရာမှာထိုင်းမှာအလုပ်လုပ်မယ်ဆိုရင်ဒီ entry level management level မဟုတ်ဘူးဆိုရင်intermediate ဒါမှမဟုတ်လေ upper intermediate ဒီ level လောက်နဲ့ communicate လုပ်နိုင်နေဆိုရင်အဆင်ပြေရပေါ့နော်အားကြောင့်မို့လို့ကိုကနိုင်ငံခြားမှာလုပ်ဖို့ဆန္ဒရှိရဲ dream ရှိရဲဆိုရင်အင်္ဂလိပ်စာတော့ intermediate to upper intermediate လောက်ထိတော့ရအောင်practice လုပ်ထားပါအသိထားပါလို့ပြောချင်ပါတယ်နံပါတ်2အချက်ကတော့ digital and office tool ပါဒီချက်ထဲမှာ office tool လို့ပြောတဲ့အတွက်ပေါ့နော်ဘာတွေပါမလဲဆိုရင်ဥပမာ basics နေနဲ့ Excel basics တက်တာMicrosoft Word သုံးတက်တာပြီးရင်ဒီ presentation နဲ့ပတ်သက်ပြီးတော့ဆိုရင် PowerPoint slide တွေ Canva တွေပြင်တက်တာပြီးသွားရင်နောက်တစ်ခုကဒီ time မှာကဒီ internet communication နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့သုံးကြတာကMicrosoft email ပေါ့နော်ကျမတို့မြန်မာ company တွေမှာလည်းတော်တော်များများသုံးကြပါတယ် Microsoft Outlook ကိုပေါ့နော်ဆိုတော့ Microsoft Outlook နဲ့ဒီ Microsoft related tools တွေကိုကိုကကောင်းကောင်းသုံးတက်တာဆိုရင်တော့ဒီ workplace မှာပေါ့နော်မြန် adapt ဖြစ်တယ်ပေါ့ဒီ office tool တွေနဲ့ပတ်သက်ပြီးတော့ကိုတစ်ကနေစပြီးတော့သင်ယူစရာမလိုဘဲနဲ့မြန်လေးကချက်လုပ်နိုင်တယ်ပြီးတော့ဒီကိုကဒီ tools တွေသုံးတက်ပါတယ်ဆိုတာကိုလည်းဒီ interview မှာကို present လုပ်လို့ရတယ်ဆိုတော့ဒါတွေက interview လုပ်တဲ့အချိန်မှာ question မှာပေးတယ်ပေါ့နော်software တွေသုံးတက်လဲဥပမာ ERP သုံးတက်လား SAP သုံးတက်လားပေါ့နော်ဒီ software နှစ်ခုဆိုရင်မြန်မာမှာကျွန်တော်တို့တော်တော်များများ corporate တွေမှာသုံးကြတယ်ဒီ time မှာ interview ဝင်တဲ့အချိန်မှာလည်းဒီကိုယ့်ရဲ့ interview ကမေးတယ်ပေါ့နော် office tool နဲ့ပတ်သက်ပြီးတော့ဘာတွေသုံးဘူးလဲဘာတွေသုံးခဲ့ဘူးလဲ experience ရှိလဲပေါ့နော်ပြီးရင်သူတို့စီမှာတော့ဘာတွေသုံးတယ်ဆိုရင်ရောကိုဘယ်လိုမျိုးကက်ချက်ဖြစ်အောင်လုပ်နိုင်မလဲအမိလိုက်နိုင်မှထင်လားပေါ့နော်ဒါမျိုးလေးတွေသူတို့မေးတယ်ဆိုတော့ကိုကဒီ information တွေကိုဒါတွေသုံးတတ်ပါတယ်ဆိုတာလေးတွေကို interview မှာပြနိုင်ရင်impression ကောင်းတယ်ပေါ့နော်ကိုယ့်ရဲ့ဒီ strength တစ်ခုကိုထုတ်ပြလို့ရတာပေါ့နော်ဆိုတော့နံပါတ်3ချက်ကတော့ industry specific case ပါကျွန်မပြောဘူးသလိုပဲပေါ့နော်နိုင်ငံခြားမှာအလုပ်ခွင်ဝင်တဲ့အချိန်မှာjob market ကအရန် competitive ဖြစ်တယ်သူတို့ local နဲ့ကိုရီလူမျိုးနှစ်ခုတည်းမဟုတ်ဘူးနိုင်ငံပေါင်းစုံလူမျိုးပေါင်းစုံလူတွေရှိရယ်ဆိုတဲ့အတွက်ကိုကဘာတွေလုပ်နိုင်လဲဆိုတဲ့ဟာအရန်ရေးကြည့်ရယ်ပေါ့နော်ဥပမာကိုက interview ရတဲ့အလုပ်မှာဆိုရင် interviewer ကဒီ roles မှာနင်းနဲ့အရန်ကြီးတော့နေလောက်ခဲ့ပြီး experience နဲ့ 100% တော့ align ဖြစ်မနေဘူးဒါပေမဲ့နင်းရဲ့အရင် experience နဲ့ပတ်သက်ပြီးတော့ဒီ roles မှာနင်းဘယ်လိုမျိုး apply လုပ်လို့ရမယ်လို့နင်းထင်လဲဒါမျိုးလေးဆိုရင်ကိုကအလုပ်သက်ရှိမှရှိတာဘူးတဲ့အတွက်နောက်ထပ် interview ရတဲ့ role တောင်ကိုနဲ့သက်ဆိုင်တဲ့အလုပ်မှာ 100% သက်ဆိုင်တဲ့အလုပ်မဟုတ်ခဲ့ဘူးဆိုရင်တော့မှာပေါ့နော်ဘယ်လို apply လုပ်လို့ရတယ်ဆိုတာကိုကပြန်ပြောပြလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုကနိုင်ငံခြားမှာအလုပ်ဝင်တဲ့အခါမှာကိုက middle management ဒါမှမဟုတ်လဲဒီ experience level ကနေစဝင်ကျင်နေဆိုရင်တော့ကိုယ့်ရဲ့ industry နဲ့ကိုလုံးမဲ့ role ပေါ်မှာလုပ်သက်အနည်းဆုံး2နှစ်လောက်တော့ရှိတာအဆင်ပြေတယ်ကိုအတွက်အလုပ်ရဖို့လွယ်အာမခံချက်တစ်ခုရှိရပေါ့နော်ဥပမာ ကိုက marketing မိုက်လုပ်ချင်နေဆိုရင် content creation တွေဘယ်လောက်လုပ်တက်လဲဒီ ads runner တွေတုံးတက်လားပြီးတော့ analytics တွေရလား consumer behavior ကိုဘယ်လောက်နားလဲHR ဘိုင်းဝင်မယ်ဆိုရင်ရောဒီ recruitment ဘိုင်းတွေ employee နဲ့ coordination ဘိုင်းတွေမှာကိုကဘယ်လောက်ပိုင်နိုင်ကန်တွယ်နိုင်လဲဆိုတာမျိုးတွေကိုကိုက presentation ကောင်းနဲ့ပြနိုင်တယ်ဆိုရင်အဆင်ပြေတယ်အလုပ်ရဖို့အမခံချက်တစ်ခုရှိရပေါ့နော်ကျမဘာလို့ hard skill ကိုအရင်ပြောလဲဆိုရင်ကျမအလုပ်စရှောက်တဲ့အချိန်မှာပေါ့နော်ကျမရဲ့ဒီအတိတယောက်ကပေါ့နော်ပြဘူးတယ်hard skill ကအလုပ်ရဖို့အတွက်ကိုအမခံချက်ပေးပြီးတော့soft skill ကကြတော့ဒီအလုပ်ထဲမှာဘယ်လိုမျိုးgroup ဖြစ်ကြမလဲ survive ဖြစ်အောင်လုပ်ကြမလဲဆိုတာမျိုးကိုသင်ပေးတယ်ပေါ့ဆိုတော့စပြီးအလုပ်ရှာနေတဲ့လူတွေအတွက်တော့ hard skill ကအရင်အရေးကြီးတယ်ဒါပေမဲ့ soft skill ကလည်း interview လုပ်တဲ့အချိန်မှာတအားအရေးကြီးပါတယ်presentation ကောင်းဖို့ကိုယ့်ရဲ့ key strength တွေကို interview နေတဲ့ဒီ1 hour အတွင်းမှာပေါ့နော်ကောင်း deliver လုပ်ပေးနိုင်မှုလုပ်ပြနိုင်မှုချပြနိုင်မှုဆိုတာကိုယ့်ရဲ့ interview case
ကအရန်အရေးကြီးရယ်ဆိုတော့ကျမပြောပြတဲ့ဒီ hard skill 3ခုကနိုင်ငံသားမှာအလုပ်ဝင်ခြင်းတဲ့သူတိုင်းပေါ့နော်ရှိကိုရှိတာတင်တယ်skill တွေဖြစ်လို့အားလုံးလည်းပြင်ဆင်လို့ရမယ်လို့ထင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျမကို follow လုပ်ထားဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye